မင်းကောင်းရင်ငါမစိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမစိုးပါဘူးပဲပြောရမှာပဲနော်သူကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားရသော်ဘုရားဟောတဲ့တန်လေခတုတ်တံမှာအဲ့ဒီတိုင်းပဲရသော်ဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါလည်းဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမစိုးပါတဲ့မင်းစိုးလို့ငါစိုးတယ်ပေါ့အသေးပဲနော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တီးမခံဘူးဆိုတဲ့အသေးပဲချိန်ချောက်လိုက်သေးတယ်နော်အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပိုပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောဘာမှအကန့်အသတ်မထားဘူးခံမှာပဲတိခံမှာပဲဒီလိုထားရ